ပါတော့ကိုကြီးသတိရချင်းများစာနဲ့စာရေးလိုက်ပါတယ်ကျမကြီးကဆိုင်တော့ကိုနဲ့လည်းအမြန်ဆုံးနှိစက်ချင်ပါပြီရှာဘယ်တော့မှပြန်လာမှလဲကိုကြီးရဲ့ညီမရောလာပြီညမန်ဘွားလို့နှခမ်းဆူလာရင်ချစ်စရာတမျိုးမို့ကိုစိတ်ထဲမှာကိုကြီးစီကိုတိတိကျကျလေးပို့ပေးပါအောင်နော်ဟုတ်ကဲ့ပါညီမချီရတဲ့လူနေအောင်ရှင်မချင်းနေဆက်နိုင်ဖို့ကူညီပေးတာကလည်းကျွန်တော်အတွက်တနေ့တာအလုပ်ထဲဟာပီတိတစ်ခုပဲလေဒီချိန်ဆိုငါနဲ့မရန်ကုန်မှာဘာလို့နေမလဲမသိဘူးဟေးလေမစားလေးပါလိုက်ချင်လို့ဟုတ်ကိုလာပြီနော်ကိုအေးလူလေးဦးလေးနဲ့မလေးကိုစားလေးပါပေးပါအောင်နော်ဟုတ်ကဲ့ကိုဟုတ်အနေဝေးနေတဲ့မိသားစုတွေအတွက်အဆက်အသွယ်အမြဲရနေဖို့ကလည်းအရင်ရေးကြည့်ရလေကြည့်ရပါတော့မမေဒါတတိယချင်းများသာဖြင့်စားရေးလိုက်ပါတယ်မမေရဲ့တားလူမိသားစုရဲ့အသက်သွေးကြောဖြစ်ပြီးတားတို့ဘွားရဲ့အကြီးမားဆုံးတောင်းတတစ်ခုပါမမေနေကောင်းရလားမမေကျမ်းမာရေးလေးခီးဆိုင်နော်ဒီကမြောင်းရဲ့အေးတာလူလေးဘာကိစ္စရှိလို့လဲကွယ်ကြီးတမျိုးကစားလေးဆောင်ပါလာတယ်ဟုတ်လားကြီးတက်စားလေးပါအေးတာလူလေးကျေးဇူးပါပဲကွယ်မိသားကြီးမှာမမေဖြစ်နေခြင်းနဲ့တားလေးမလေးတယောက်ဖြစ်တာကြိုးစားနေပါတယ်မမေမလည်းတဲ့အတိုင်းဒါဖျားတရားနဲ့အမြဲတမ်းလုပ်ဖြစ်တယ်မမေကျမ်းမာရေးရောကောင်းရလားကိုကြီးဆိုင်တော့မမေငါသားလေးလိမ့်မရဲ့သားလေးပဲချီရတဲ့သူတွေကိုအမြဲဆက်တယ်မပြတ်ရှိနေအောင်ကူညီပေးနေရတဲ့အလုပ်ဖြစ်တာကြောင့်ကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်ချစ်မြတ်နိုးတယ်ဂုဏ်ယူတယ်ပီတိလည်းဖြစ်တယ်27ရာစုနေပညာခေတ်ကြီးရောက်နေပြီအရင်လိုမျိုးပြောချင်တဲ့စကားတွေကိုရဲချိန်ကြရေးဆောင်းကြမလို့အင်တာနက်နဲ့ဖုန်းတစ်လုံးရှိအောင်နဲ့ရှင်မချင်းနှိစက်နိုင်နေပါပြီအင်တာနက်ရှိနေအောင်နဲ့ကိုချစ်ခင်တဲ့လူတွေကိုစက္ကန့်ပိုင်းတွင်ချိတ်ဆက်နိုင်ဖို့မဟာနဲ့ရဲ့လင်းမြန်းသောလိုင်းဆွဲအားနဲ့မြွေထွေးသောဝန်ဆောင်မှုတို့ကိုအခုပဲရယူလိုက်ပါဒီထွေးပြူမှာလင်းမြန်းသက်လက်မဟာနဲ့